တော့တဲ့ဝင်လိုက်ပြီဆိုတာနဲ့ဒီလိုပုံစံမျိုးပြနေလိမ့်မယ်အဲဆိုရင်ကျွန်တော်တို့ကဘာမှမနေနဲ့ဒီမှာအောက်ဆုံးမှာကျွန်တော်ပြမယ်ဒီမှာအောက်ဆုံးမှာဒီနားမှာကျွန်တော်ကထိုင်းမှာမလို့ထိုင်လန်ဆိုပြီးပေါ်နေအဲ့ထိုင်လန်ဆိုတဲ့နေရာကိုနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ဘာရွေးရမလဲဆိုတော့ဂျပန်ကိုရွေးရမယ်ဒီနားမှာဂျပန်ကိုလိုက်ချမယ်ဒီမှာဂျပန်တွေ့ပြီအဲ့ဂျပန်ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုတာနဲ့အပေါ်မှာကျွန်တော်တို့က email နဲ့ဖွင့်မှာဖြစ်တဲ့အတွက် email ဆိုတဲ့ဟာကိုနှိပ်မှာပေါ့နော်ဒီမှာအပေါ်မှာဒီမှာအဲ့ဟာလေးကိုနှိပ်မယ်တော်တော်အခုအစ်စ်ဂျပန်ကောက်ရှောက်မဲ့ email ကလေတစ်ခါမှမဖွင့်ဘူးတဲ့ email ဖြစ်နေရမယ်အမှဖွင့်လို့ရမှာအကြောင်းမလို့ကျွန်တော်တို့က email အစ်စ်နဲ့အဲ့ဒီကိုဖွင့်ဖို့အတွက်အဲ့ဒါကြီးနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီလိုပေါ်လာလိမ့်မယ်ဒီလိုပေါ်လာပြီဆိုတာနဲ့ကျွန်တော်တို့က email အစ်စ်ကိုဒီနားမှာထည့်မယ်ကျွန်တော်ကတော့ဖွင့်ပြီးသားဖြစ်တဲ့အတွက် copy ယူလာတာကိုဒီနားမှာပေးချလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီအောက်မှာအနီရောင်စာတန်းလေးကိုနှိပ်မယ်အဲဆိုရင်ကျွန်တော်တို့ဖွင့်ထားတဲ့ email တွေကိုကုတ်ကြလာလိမ့်မယ်အဲဆိုရင်ကျွန်တော်တို့က email ကိုတွားလိုက်မယ်ကျွန်တော်ကုတ်ရောက်နေမရောက်နေကျွန်တော်တို့တွားကြည့်မယ်အဲဆိုအဲ့ကုတ်ကြလားမကြလားဒီကိုကျွန်တော်တို့ email တွေကိုတွားကြည့်လိုက်မယ်အဲဆိုရင်အခုနကကျွန်တော်တောင်းထားတဲ့ကုတ်ဒီမှာရောက်နေပြီပေါ့နော်ဒီလေးကိုကုတ်ရောက်နေပြီပေါ့နော်ဒီမှာပေါ်ဆုံးမှာ33ဒီမှာကုတ်338385အဲဆိုရင်ကျွန်တော်တို့က338385အဲဆိုရင်ကျွန်တော်တို့ဒီမှာမွေနေ့တွေအသက်တွေအကုန်တောင်းနေပြီပေါ့နော်ဒီမှာကျွန်တော်တို့ကကိုကြိုက်တာတော့ထိလိုက်ပေါ့ဒါပေမဲ့တစ်ခုပဲရှိတယ်အသက်က18နှစ်ပြည့်ပြီးသားဖြစ်နေရမယ်ကျွန်တော်ကတော့ဥပမာဖွင့်ပြတဲ့အနေနဲ့ကြိုက်တာတစ်ခုထိလိုက်မှာပေါ့နော်ဒါ18နှစ်ပြည့်လာတဲ့ခုနှစ်တစ်ခုကျွန်တော်ရွေးထိလိုက်မယ်ပြီးရင်ကျွန်တော်ဆက်သွားမယ်ပြီး okay နှိပ်လိုက်ပြီးကျွန်တော်ဒီနားမှာဖုန်းနံပါတ်တောင်းတယ်ပေါ့နော်ဖုန်းနံပါတ်တောင်းရင်ကျွန်တော်တို့ကဖုန်းနံပါတ်မထည့်ဘူးအပေါ်မှာ skip ဆိုတဲ့ဟာနဲ့ကြော်လိုက်မယ်ကျွန်တော်တို့ဒီမှာ password ကကိုကြိုက်တဲ့ဟာကိုထည့်ပေါ့နော် password ကတို့ကဒီမှာထည့်ရမယ့်ပုံစံပြောထားတယ်ရှစ်လုံးကနေလုံး20ဒီစလုံးအကြီးအသေးပါမှာစလုံးအကြီးအသေးတွေထည့်ပေးရမယ် password ကိုဒီမှာပြထားတယ်စလုံးကအဲ့လိုအကြီးအသေးလေးတွေထည့်ပေးရမယ်အဲ့ဆိုကျွန်တော် password တစ်ခုထည့်လိုက်မယ်ဆိုကျွန်တော် password ထည့်လိုက်ပြီကျွန်တော် password ထည့်တာရတော့ပြီဆိုတော့ကျွန်တော်တို့ဆက်တော့မှာအဲ့ဆိုအနီရောင်လေးနှိပ်လိုက်ပြီဆိုတော့ကျွန်တော်တို့ကြိုက်တဲ့နာမည်တစ်ခုပေးလို့ရရင်ပေါ့နော်ကျွန်တော်တို့ကိုသုံးကျင်တဲ့ TikTok မှာနာမည်တစ်ခုပေးလိုက်ကျွန်တော်တို့ဥပမာအနေနဲ့ပေးပြမယ်ပြီးရင်ကျွန်တော်ဆက်သွားလိုက်အဲဆိုရင်ကျွန်တော်တို့ကပွင့်တော့ပြီပေါ့နော်แกแม่งโคตรโชคร้ายเลยว่ะอุตส่าห์ได้บรรจุအဲဆိုကျွန်တော်တို့ဂျပန်ကောက်ကပွင့်တော့ပြီအဲဆိုဂျပန်ကောက်ရမရကိုကျွန်တော်တို့ဂျပန်ကောက် home ဟုတ်ကိုသိအောင်ကျွန်တော်တို့စတိန်နဲ့တွားကြည့်လိုက်မယ်အဲ့လိုဘယ်လိုတွားကြည့်ရမလဲဆိုတော့ဒီမှာဒီပေါ်ကဒါလေးကိုမြင်းချောင်းလေး3ချောင်းနှိပ်မယ် setting and privacy ဆိုတာလေးကိုဝင်မယ်ပြီးရင်ဒီမှာအကောက်ဆိုတဲ့ဟာကိုမပြတာအကောက်ဆိုတဲ့နေရာကိုကျွန်တော်နှိပ်မယ်ပြီးအပေါ်ဆုံးကအကောက် information ဆိုတာကိုနှိပ်မယ်အဲဆိုရင်ကျွန်တော်တို့ဂျပန်ကောက်ရတော့ရောတော့ဒီမှာဂျပန်ဆိုတဲ့အပေါ်နေပြီအဲဆိုရင်ဂျပန်ကောက်ဖွင့်တာပြီးတော့ပြီပေါ့နော်ဒီတိုင်းပဲလိုက်လုပ်ကြည့်ပါဒီလိုနားမလည်တာမသိတာရှိရင် comment မှာမေးခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်